Hello အိတ်နေရင်နဲ့ရောင်တတ်တဲ့လူတွေရှိလားခန္ဓာကိုယ်ကအိတ်နေပေမဲ့အုံနောက်ကကောင်းကောင်းအနားမယူရတဲ့အတွက်ကြောင့်မလို့အိတ်နေရင်နဲ့ရောင်တာတွေစကားပြောတာတွေဖြစ်တာပဲဖြစ်ပါတယ်များတော့အဖြစ်ကလေးတွေမှာတော့အဖြစ်များပါတယ်အကြောင်းကတော့သူတို့ရဲ့အုံနောက်ကြီးထွားမှုနှုန်းများလာတဲ့အတွက်ကြောင့်ပါလူကြီးတွေမှာလည်းဖြစ်တတ်ပါတယ်လူကြီးတွေကတော့နေ့အခါမှာဖြည့်ဆည်းမှုတွေပူပန်ကြောက်ကြမှုတွေများတဲ့အတွက်ကြောင့်မလို့ညအခါမှာအုံနောက်ကမအိတ်တော့တာပါအိတ်နေရင်လည်းအိတ်နေရင်လည်းရောင်တာတွေဖြစ်ပေါ်တတ်ပါတယ်အဓိကအုံနောက်အရန်အလုံးလောက်ရတဲ့အခါမှာအိတ်ဆက်ခြင်းဟာတည်ငြိမ်မှုမရှိတော့ပါဘူးအိတ်နေရင်နဲ့စကားပြောတဲ့သူတွေကလည်းသူတို့ညကဘာပြောလဲဆိုတာကိုမမှတ်မိတတ်ကြပါဘူးတချို့စကားတွေကဘလုံးပထွေးပြောတာတွေရှိတယ်လို့တချို့စကားတွေကလည်းအပြည့်အစုံပြောတာတွေရှိပါတယ်အန်ရရှိလားဆိုတော့အန်ရတော့မရှိပါဘူးသို့ပေမဲ့အိတ်နေရင်နဲ့ရောင်တာတွေစကားပြောတာတွေဟာမိတ်ဆွေရဲ့အုံနောက်ကကောင်းကောင်းအနားမယူရဘူးဆိုပြီးတော့မှသတင်းပို့နေရပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်